ဒီနိုင်လေးဝယ်လိုက်ပါနော် လိုချင်မအောင် အကူနဲ့ဆိုအရင်ကမှဝယ်လိုက်ပါနော် ကျွန်တော်လိုချင်တာပတ်တယ်လေအဲ့ဒါမှမဟုတ်တော့ ဒါပေမဲ့ညီမဒီနိုင်လေးကိုပူကြိုက်နေဝယ်လိုက်ပါနော် ဒါနဲ့ညီမအခုနဲ့ပါတော့လို့ ဘာမှမတော်လို့ဒါပေမဲ့အကူလက်လေးနဲ့ဆိုအရင်ကမှဝယ်ခိုင်းတာ ရနေတော့ကိုသားအယောင်းဝင်တဲ့အသေးချက်ရှိသေးလား ရှိတယ်ဒီမှာအနည်းတစ်ယောက်လုံးရှိတယ်ဘာဖြစ်လို့လဲ နောက်ကညီမကျွန်တော်လိုချင်တဲ့နိုင်ပဲပြသူလိုချင်တဲ့နိုင်ပဲပြတယ် အနည်းရှိတယ်ဘာမှစိတ်မပူနဲ့ကိုဘယ်တည်းကကြည့်ချင်တာလဲ ကျွန်တော်ပတ်တက်ဖိလေးကြည့်ချင်တယ် အခုကျွန်တော်ပတားဖြစ်တယ်ပြပြီ ဟေ့မင်းတော်လိုက်တော့ငါပတ်တက်ဖိလေးကြည့်ချင်တာမဟုတ်ပတ်တက်ဖိလေးကြည့်ချင်တာဟိုကျွန်တော်ပတ်တက်ဖိလေးပဲပြပြီ Patek Philippe ထဲကအမိုက်ဆုံး collection တွေပြပေးမယ်အဲ့အကုန်လုံး Patek Philippe collection တွေကြီးပဲ ကိုသားအနေနဲ့ကျွန်တော်ဘယ်မလဲဝတ်တင်နေထင်တယ် အဓိကအကိုဘယ်လောက်တုံးပါ အများကြီးမို့30ဝန်းကျင်လောက် ပြပေးမယ်အမိုက်ဆုံး၃လုံးရှိတယ် Patek Philippe Nautilus 57121R chocolate dial ကမှ rose gold leather strap နဲ့နောက်တစ်လုံးက Patek Philippe Nautilus 59801R chocolate dial leather strap နဲ့နောက်တစ်လုံးကတော့ complication အပြည့်နဲ့ Patek Philippe Grand Complication Perpetual Calendar 5270P leather strap rose gold နဲ့ ဒါနဲ့ဈေးတွေရော စိတ်မပူနဲ့အကိုဝယ်နိုင်တဲ့အနေအထားမှာရှိတယ် အဲ့မျိုးကြိုက်လို့ဒီဆန်ရောက်လာတာကျွန်တော်လည်းလိုက်မယ်ထင်တယ်သူအကိုရွေးပြီးထည့်ပေးလိုက်